ဒီနေ့ဟင်းကြံစိတ်သားနဲ့လေးနဲ့စပါဂက်တီချက်စားပြမယ်ဒါကတော့ငပြင်းလုံးကြီးပေါ့နော်လွယ်တယ်အရသာလည်းရှိတယ်လိုအပ်တဲ့ပစ္စည်းတွေကလည်းအကုန်လုံးလွယ်လေးပါပဲအိမ်မှာကြံတဲ့ဟင်းချက်သားဟင်းလည်းရတယ်ဝတ်သားဟင်းလည်းရတယ်စိတ်သားဟင်းလည်းရပါတယ်တိုက်တဲ့ဟင်းကြီးအနစ်လေးကြံနေတော့တော်တော်လေးကိုစားကောင်းပါတယ်ချက်တွန်နီလိုတယ်ချက်တွန်ဖြူလိုတယ်နန်းနန်းပင်လိုတယ်ပြီးလို့ရှိရင်ကိုကြိုက်တဲ့စပါဂက်တီလေးလိုပါတယ်စပါဂက်တီစားချက်ပါမယ်နော်စပါဂက်တီစားချက်မယ်ဆိုရင်အရင်ဆုံးရေကိုပွက်ဆူအောင်ရေတင်မယ်ပြီးလို့ရှိရင်စားတစ်စွန်းထည့်ရပါမယ်စားထည့်တဲ့ရည်ရွယ်ချက်ကတော့စပါဂက်တီလေးတွေအရသာခဏနေကြရင်မပေါ့နေအောင်လို့ပါအဲ့ဒါပြီးတော့ကျွန်တော်တို့စပါဂက်တီစားထည့်ပါမယ်စပါဂက်တီထည့်မယ်ဆိုရင်ကျွန်တော်တို့ဒီအလယ်ကနေထောင်ပြီးတော့မှလက်ကိုလွတ်ချလိုက်ပါမယ်အဲ့လိုဆိုတော့ဒီလိုလေးအဝိုင်းပုံစံလေးဖြစ်နေပါတယ်အဲ့ဒါဆိုတော့အရင်မြန်ပျော်ပြီးတော့မှသူ့ကိုယ်သူမြန်လေးချက်ပါတယ်ပုံမှန်အဖြစ်တော့ကျွန်တော်တို့စပါဂက်တီကိုအနည်းဆုံး10မိနစ်လောက်ပျော်ပါပါတယ်ခုဆိုရင်စပါဂက်တီတွေကကောင်းလေးပွက်လာပါပြီ10မိနစ်ကြာပြီးရဲ့နောက်ပိုင်းမှာကြက်မကြက်ကိုဘယ်လိုလုပ်မလဲဆိုတော့ဒီထဲကသမင်ကိုလက်လေးနဲ့ဖိကြည့်လိုက်မယ်နော်ဖိကြည့်လိုက်လို့ဒီလိုလေးအလွယ်တကူကျိုးသွားပြီဆိုရင်ဒါဆိုရင်တော့ကြက်ပါပြီကျမတို့ရေစစ်ထားလိုက်တော့မယ်ဘလိုအိုးပူလာပြီဆိုရင်ကျမတို့အသားအနစ်အထဲမှာရှိတဲ့စီလေးစထည့်ပါမယ်ကျမတို့စီရင်းနဲ့အရင်ကစက်တော်မီလေးကြော်ပါမယ်စီငင်းနေပြီလို့စီလေးထည့်ပါမယ်အားလုံးတော့ကျမထည့်လိုက်တာကတော့ဒီစွန်းအကြီးနဲ့3စွန်းလောက်တော့ရှိပါတယ်ထည့်စရာမလိုတော့ပါဘူးနံပါတ်1ကစပါဂက်တီချက်တုံးကကျမတို့စားထည့်ပြီးသားပါအဲ့တော့ခောက်ဆွဲမှာအငံတက်ပါပြီးသားပြီးတော့ချက်တဲ့ဟင်းမှာလည်းအရသာလေးကအကုန်ဆက်ပြီးသားပေါ့
ကောင်းတယ်တကယ်ချင်းလုပ်တဲ့စိတ်သားဟင်းလေးကလည်းအရင်ကောင်းလဲဆိုတော့အနှစ်ကောင်းလို့ရှိရင်ဒီစပါဂက်တီကကောင်းပြီတာပဲအားလုံးပဲကျေးဇူးတင်ပါတယ်အိမ်မှာလည်းချက်စားကြည့်ကြနော်